မောင်လာပါရှင်ဘာဖြစ်နိုင်လဲဆိုတော့ရှင် မင်္ဂလာပါဆရာမလေးအမကမက်ခိုးမွေးတက်တူအိုင်ဘရိုတက်တူလေးထိုးချင်တာပါဒီနေ့ရတော့လေ အမကဘယ်လိုမျိုးဒီဇိုင်းလေးထိုးချင်တာလဲရှင်ထိုးချင်တဲ့ဒီဇိုင်းမျိုးလေးရောရှိလားကျွန်မပြောလို့ရပါတယ်ဟုတ် ဟုတ်ဆရာမလေးအမရဲ့ဒီလက်ရှိဟိုပါနော်ဟိုအိုင်ဘရိုတက်တူအမဘယ်လိုသွားချင်တာလဲဆိုတော့ daily makeup လုပ်လေးနဲ့လည်းလိုက်မယ်ရုံတဲ့ရုံစင်နေ့စဉ်ရုံတဲ့ရုံစင်အတွက်လည်းအဆင်ပြေမဲ့ဒီဇိုင်းမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတဘာဝဆန်ဆန်လေးလည်းအမပို့ပြီးတော့ကြိုက်တာဆိုအဲ့လိုပုံစံမျိုးလေးကထိုးချင်ပါတယ် အဲ့လိုရှိတော့မမြကုန်းကိုတစ်ချက်လေးကြည့်ချင်တယ်နော်ဟုတ်မမြကုန်းလေးကရှိပြီးသားပေါ့နော်ရှိပြီးသားပုံစံလေးဒါပေမဲ့နောက်ပိုင်းလေးကပုံလေးရှိနေကြပါအောင်ညီမလေးရှိလေးထည့်ပေးမယ်အရှိကိုတော့ညီမအမြင်လေးလုပ်ပေးလိုက်မယ် hair stroke design လေးပေါ့နော်အဲ့လိုလေးဆိုတော့ဘူးတော့ဆန်နေလာတယ်ပြီးလို့ရှိရင်နောက်ပိုင်းရှိလေးသေချာပေါ်ပေါ်လေးလုပ်ပေးလိုက်မယ်ရှင်အဲ့လိုဆိုအဆင်ပြေလားမသိဘူးရှင် ဟုတ်ကဲ့ပြပါရှင် ဟုတ်ကဲ့ဟုတ်အဲ့ဆို design လေးအရင်ဆွဲပေးမယ်နော်ဟုတ် ကဲ့ရှင် ဟုတ်ကဲ့ဟုတ်ဒီကနေဆွဲပြီးတော့တစ်ချက်ပြပေးမယ်အဆင်ပြေဆိုမှအစာလေးထိုးမှာပေါ့နော်ဒီကဘာလို့မထိုးရလဲမသိဘူးအခုမှထိုးဆုံးဆက်တဲ့ချမိသွားတယ် အခုတော့လေအလုပ်လေးရတယ်နည်းနည်းပုံများလာတယ်ကျမအဲ့တော့အပြင်သွားတဲ့အချိန်မှာအမဒီဟို makeup ပြင်ဆင်ရေးမှာပေါ့နော်ဟိုအမဒီမျက်ခုံးဆွဲတဲ့အချိန်လေးကိုလည်းနည်းနည်းလေး short လိုက်ချင်တာပေါ့နော်ဒီအခါကြလို့ရှိရင်ကိုယ့်အကိုမျက်ခုံးဆွဲတဲ့ခါကျတော့လေအဆင်ပြေလုံးဝနှစ်ဖက်စလုံးအဆင်ပြေသွားတဲ့အချိန်လေးလည်းရှိပြီလို့အဆင်မပြေတဲ့အခါမျိုးလေးလည်းရှိတဲ့အခါကျတော့မျက်ခုံးမျိုးတက်တူလေးတစ်ခါလေးထိုးထားလိုက်လို့ရှိရင်တော့နေ့တိုင်းမှာအဆင်ပြေပြေလေးနဲ့အလှပပလေးဖြစ်နေအောင်လို့ပေါ့နော် ဟုတ်ကဲ့ဟုတ်အားဆိုပုံလေးဆွဲပြီးတော့တစ်ချက်ပြပေးမယ်နော်အလားဆုံးလေးဆွဲပေးပါမယ်ရှင်မခုန်းတဲ့ထိုးပြီးဆိုတော့စိတ်ချမှုပဲရှိရလားရှင် ဟုတ်ကဲ့စိတ်ချနေမှုရှိပါတယ်လိုချင်တဲ့ဒီဇိုင်းလေးလည်းရပါတယ်ဆရာမစီစီကမရဲ့ဟုတ်ကဲ့